Hello အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရုံပေးရမှာအမအိမ်ကိုသွားလေဖြစ်ခဲ့ပါတယ်သူ့ channel မှာစိုက်ထားတဲ့ချမောင်မင်းလေးကြီးလာတာနဲ့ပစုံနဲ့ချမောင်ကြော်စားဖြစ်ခဲ့ကြပါရဲ့ရှင်ဒီချမောင်မင်းလေးတွေကိုမိဖို့ကြောင့်အနောက်နားလေးကမြေကွက်လက်မှာလူငယ်တဲ့တစ်လခွဲလောက်ကစပြီးစိုက်ဖြစ်တာပါဒါကတော့မျိုးစေ့မချခင်မှာမြေတူးထားတာလေးပါဒီပုံလေးတွေကကြတော့တဖြည်းဖြည်းကြီးလာတာပေါ့နော်ဒါကတော့အခုလက်ရှိကြီးလာတဲ့ပုံပေါ့နော်ပထမတစ်ခေါက်ကလည်းဒါခူးပြီးတော့ဟင်းရင်တောက်ပြီးသွားပြီပေါ့နော်ဒါအခုထပ်ထွက်လာတဲ့အသစ်ကလေးတွေပါတစ်ခါမှတော့ချမောင်မင်းမဆိုင်ဘူးပေါ့နော်ဒီဘက်မှာကတစ်ခါတလေချမောင်ရွက်ဝယ်ရခတ်တော့မျိုးစိတ်ဝယ်ပြီးတော့ဆန်းဆိုင်ကြည့်ကြတာပါအပေါ်ရွက်ကြီးတစ်ခင်းလုံးကိုညီမတို့ညှက်လိုက်တော့အောက်ကနေအသစ်ထွက်လာမယ်အရွက်သေးတစ်ခင်းလည်းအစင်းရှိနေပါတယ်ဒီတစ်ခါအိမ်မှာကိုယ်တိုင်ဆိုင်ချမောင်ရွက် organic စစ်ကိုညှစ်ပစုံတို့နဲ့ကြော်စားဖြစ်ခဲ့ပါတယ်ချမောင်ကျော်ကကြက်သားကျော်ကြက်ဥကျော်ပြီးတော့ငပိပြစ်ပြစ်လေးနဲ့ဖြောထားတာကိုတခွားသီးလေးနဲ့တွဲစားရင်အရန်ကိုလိုက်ဖတ်ပါတယ်။မနေ့ပြန်ကြရင်ချမောင်ကျော်ရာလေးကိုအသေးစိတ်ဗီဒီယိုလေးထပ်တင်ပေးပါမယ်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။